ရှိသောနေ့လေးဖြစ်ပါစေ Hope for You Podcast ရဲ့ Song for You ခဏလေးမှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာသောမတ်ရဲ့ဝေမျှခြင်းလေးနဲ့အတူသချင်းလေးကိုပါနားဆင်ရမှာဖြစ်ပါတယ်အတူတူနားဆင်ကြည့်ရအောင်နော်ယနေ့ဝမ်းမြောက်ရှင်လန်းကြကုန်အံ့118ခုမြောက်သောစာလံအငယ်24ဤနေ့ရက်သည်ထာဝရဘုရားစီရင်သောနေ့ရက်ဖြစ်၍ယနေ့ဝမ်းမြောက်ရှင်လန်းကြကုန်အံ့တမန်ကျမ်းစာဘာဖော်ပြထားလဲဆိုတော့ဒီနေ့ကတဲ့ထာဝရဘုရားစီရင်တဲ့နေ့ရက်ဖြစ်တယ်ဒါကြောင့်မို့ဒီနေ့မှာဝမ်းမြောက်ရှင်လန်းကြကုန်အံ့ဆိုပြီးတော့ဖော်ပြထားပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကဝမ်းမြောက်ရဲ့လားဒီနေ့နေ့တစ်ထက်ကိုဝင်စားခွင့်မရတဲ့သူမြောက်များစွာထဲမှာကျွန်တော်တို့ဝင်စားခွင့်ရတယ်ဒါကြောင့်ဒီနေ့မှာဝမ်းမြောက်ရှင်လန်းဖို့ဘုရားသခင်ပေးတဲ့အခွင့်အရေးတွေကိုအသုံးချဖို့ဘုရားသခင်ကအလိုရှိပါတယ်စာလံ90အငယ်23မှာကျေးဇူးချီးမွမ်းခြင်းရစ်ကိုပူဇော်တော်သူသည်ငါ၏ဘုန်းကိုထင်ရှားစေတော်သူဖြစ်၏မိမိသွားသောလမ်းကိုဆင်ခြင်တော်သူအားလည်းကယ်တင်တော်မူခြင်းကျေးဇူးကိုငါပြမည်ဟုဘုရားသခင်မိန့်တော်မူ၏ဒီမှာဆိုရင်တမန်ကျမ်းစာဘာဖော်ပြထားလဲဆိုတော့ဂျေစုချီးမွမ်းခြင်းကိုပူဇော်တော်သူကတဲ့ဘုရားသခင်ဘုန်းကိုထင်ရှားစေတော်သူဖြစ်တယ်တဲ့ဒါကြောင့်ကျွန်တော်အသက်တာမှာဂျေစုချီးမွမ်းခြင်းရစ်ကိုပူဇော်ဖို့ဘုရားသခင်ကအလိုရှိပါတယ်ညီးတွားခြင်းနဲ့စိတ်ပြတ်ခြင်းတွေနဲ့ပဲဘုရားသခင်ဘုန်းတော်ကိုရှုံချစေတဲ့အရာတွေကိုဘုရားသခင်အလိုမရှိပါဘူးအရာမှာဂျေစုတော်ချီးမွမ်းဖို့ဘုရားသခင်ကအလိုရှိပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့မှာဝမ်းမြောက်ရှင်လန်းစွာနဲ့ဘုရားသခင်ကိုကျေးဇူးချီးမွမ်းဖို့ဒီမှာဒီနေ့ကဘုရားသခင်ရှင်တဲ့နေ့ရက်ဖြစ်တယ်ယနေ့ဝမ်းမြောက်ရှင်လန်းကြကုန်အံ့လို့ဖော်ပြထားတာကတဦးတယောက်တည်းအတွက်မဟုတ်ဘူးအားလုံးအတူတကွဝမ်းမြောက်ရှင်လန်းနိုင်ဖို့ဝမ်းမြောက်ရှင်လန်းကြကုန်အံ့ဆိုပြီးတော့ဖော်ပြထားတာဖြစ်တယ်ဒီလိုဝမ်းမြောက်ရှင်လန်းခြင်းကကျွန်တော်တို့တွေမဟုတ်တခြားသူတွေပါဝမ်းမြောက်ဖို့အတွက်ကဒီဝမ်းမြောက်ခြင်းဆိုတဲ့အေဝံဂေလိသတင်းတရားသတင်းစကားအားဖြင့်သာကျွန်တော်တို့ကိုဝမ်းမြောက်ရှင်လန်းနိုင်မှာဖြစ်ပါတယ်အေဝံဂေလိသတင်းစကားဝမ်းမြောက်ဖွယ်ရာသတင်းစကားသခင်ယေရှုခရစ်ကယ်တင်ပိုင်ရှင်ဖြစ်တဲ့ဒီသတင်းစကားကိုဖြန့်ဝေပြီးတော့အတူတူဝမ်းမြောက်ရှင်လန်းကြဖို့ဘုရားသခင်ကအလိုရှိပါတယ်ဒါကြောင့်ဝမ်းမြောက်ဖွယ်ရာသတင်းစကားကိုကြားပြောခြင်းအပြင်အတူတူဝမ်းမြောက်ကြဖို့ဘုရားသခင်အလိုရှိတယ်မကောင်းတဲ့သတင်းတွေကြားပြောခြင်းအပြင်စိတ်ပျက်စရာတွေကိုဝေမျှဖို့ဘုရားသခင်အလိုမရှိပါဘူးဘုရားသခင်မနစ်သက်တဲ့ညီးတွားခြင်းတွေကိုကျွန်တော်ဘဝအသက်တာမှာနေရာမပေးပြီးဖို့အရေးကြီးပါတယ်တောလျာကျမ်းခန်းကြီး73အငယ်32က33မှာဆိုရင်ငါတို့သွား၍စူးစမ်းသောပြည်သည်မိမိသားတို့ကိုဖျက်ဆီးတတ်၏ငါတို့တွေ့မြင်သောပြည်သားအပေါင်းတို့သည်အလွန်အယက်မြင့်ကြ၏ကိုကြီးသောလူအမျိုးအနွယ်အာနာကအမျိုးအနွယ်ဖြစ်၍အလွန်ကြီးမားသောသူတို့ကိုလည်းမြင်ခဲ့ကြပြီသူတို့ရှေ့မှငါတို့သည်ကိုအထင်တိုင်းနှံကောင်ကဲ့သို့ဖြစ်ကြ၏သူတို့အထင်တိုင်းလည်းထို့သို့ဖြစ်ကြသည်ဟု၍၎င်းမိမိတို့စူးစမ်းသောပြည်ကိုဣသရေလအမျိုးသားတို့အားမကောင်းသောသတင်းကိုကြားပြောကြ၏ဆိုပြီးတော့ဖော်ပြထားပါတယ်ခါနန်ပြည်ကိုဝင်ပြီးတော့တိုက်ဖို့စုံစမ်းတဲ့အခါမှာတရှို12ယောက်လွတ်လိုက်တဲ့အခါမှာ10ယောက်ကမကောင်းတဲ့သတင်းတွေကြားပြောပြီးတော့လူတွေကိုစိတ်ပြတ်စေကြတယ်ယောရှုနဲ့ကာလက်ကပဲဘာဖော်ပြထားလဲဆိုတော့တောလျာကျမ်း14 9ကနေ10မှာထာဝရဘုရားကိုမပုန်ကန်ကြပါနဲ့ထိုပြည်သူပြည်သားတို့ကိုမကြောက်ကြနဲ့သူတို့သည်ငါတို့စားစရာဖို့ဖြစ်ကြ၏သူတို့၌အမိတကယ်မရှိထာဝရဘုရားသည်ငါတို့ဘက်၌ရှိတော်မူ၏တို့ဖြစ်၍သူတို့ကိုမကြောက်ကြနှင့်ဟုပြောဆိုကြလေတော့တဲ့နော်ဘုရားဘက်မှာရက်တည်ပြီးတော့အားပေးတယ်ခွန်အားပေးတယ်ကောင်းတဲ့သတင်းတွေကြားပြောတဲ့သူ2ယောက်ကိုတွေ့ရပါတယ်တောလျာကျမ်း14:34မှာထိုပြည်ကိုစူးစမ်းရာနေ့ရက်ပေါင်းအရက်40နှစ်အညီတရက်ကိုတစ်နှစ်ထား၍အနှစ်40ပတ်လုံးကိုပြစ်ကိုဆောင်လျက်ငါစွန့်ပစ်ခြင်းကိုသိရကြလိမ့်မည်ဆိုပြီးတော့ဖော်ပြထားပါတယ်ဒီမှာဆိုသူတို့ရဲ့ညီးတွားခြင်းကြောင့်ဘုရားသခင်မနစ်သက်တဲ့အတွက်ကြောင့်ဒီခါနန်ပြည်ကိုစူးစမ်းတဲ့ရက်40တရက်ကိုတစ်နှစ်ထားပြီးဘုရားသခင်ဒဏ်ခတ်တယ်အနှစ်40ပတ်လုံးတိုးထဲမှာလှည့်လည်နေရပါတယ်ဒါကြောင့်ကျွန်တော်ဘဝအသက်တာမှာဖျားကိုကျေးဇူးချီးမွမ်းခြင်းရပူဇော်ဖို့ညီးတွားခြင်းတွေနဲ့ပဲဘဝအတ္တကိုမဆုပ်ယုပ်စေဖို့ဖျားခင်အလိုရှိပါတယ်တိကော30:73မှာလူ၌ဖြစ်တတ်သောစုံစမ်းနှောက်ယှက်ခြင်းကိုသာသင်တို့သည်ခံရကြ၏
ဖျားသခင်သည်တစ္ဆာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍သင်တို့မခံနိုင်သောစုံစမ်းနှောက်ယှက်ခြင်းကိုသင်တို့၌ရောက်စိမ့်သောငါအခွင့်ပေးတော်မမူသင်တို့သည်ခံနိုင်မိအကြောင်းစုံစမ်းနှောက်ယှက်ခြင်းအရာနှင့်တကွထွက်မြောက်ရာလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်ဆိုပြီးဖော်ပြထားပါတယ်ကျွန်တော်ဘဝအသက်တာမှာရင်ဆိုင်ရတဲ့အခက်အခဲဒုက္ခပြဿနာတွေဘလောက်ပဲများများအဲ့ဒီထဲမှာထွက်မြောက်ရာလမ်းဆိုတာရှိပါတယ်ဒီထွက်မြောက်ရာလမ်းကိုရှာတွေ့ဖို့အရေးကြီးပါတယ်ဒါကြောင့်ဒီထွက်မြောက်လမ်းကဘာလဲသခင်ယေရှုခရစ်တော်ပဲဖြစ်တယ်ကျွန်တော်ဘဝအသက်တာထွက်မြောက်လမ်းကတမန်တရားဖြစ်တယ်ယေရှုကငါဒီလမ်းခီးဖြစ်တမန်တရားလည်းဖြစ်အသက်လည်းဖြစ်ဒီထွက်မြောက်လမ်းကိုကျွန်တော်ဘဝအသက်တာမှာရရှိဖို့ဘုရားသခင်အလိုရှိပါတယ်ဒါကြောင့်ဒီနေ့အသက်တာမှာရင်ဆိုင်ရမယ့်အရာတွေအတွက်ထွက်မြောက်လမ်းကတမန်တရားဖြစ်တယ်သခင်ယေရှုခရစ်တော်ပဲဖြစ်တယ်ဒါကြောင့်ဒီနေ့ဝမ်းမြောက်ရွှင်လန်းဖို့ဘုရားသခင်အလိုရှိတယ်ဒီနေ့ရက်ကဘုရားသခင်စီရင်တဲ့နေ့ရက်ဖြစ်တယ်ဒါကြောင့်ဒီနေ့ဝမ်းမြောက်ရွှင်လန်းကြပါကြုံတွေ့ရမယ့်အရာခသိန်းဘာတွေပဲကြုံတွေ့ရပါစေသခင်ဖျားအပြင်ဝမ်းမြောက်ရွှင်လန်းစေဖို့ဖျားသခင်ကအလိုရှိပါတယ်ဒါကြောင့်ဒီနေ့ဒီထာဝရဖျားစီရင်သောနေ့ရက်ဖြစ်၍ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့လူကျူဖို့ထွက်စိမ့်နေနှလုံးသားမှာမွေးဖွားလို့အာတာလန်နဲ့ရှောက်သူများစွာဒီကမ္ဘာလောကကြီးရဲ့ဝမ်းနေစရာငိုကြွေးခြင်းတဲ့အဆုံးသတ်မရတဲ့ဘဝတတ္တာနဲ့ဘူးလောင်ဒုက္ခနေရဲ့ဖြတ်တန်းယုံထွက်မရခဲ့လူဘဝကိုရှုံးပေးဖို့အဆုံးသတ်သွားတော်မဲ့သူများစွာဘာလောကသားများအားအပြင်မှာရွေးနှုတ်ကယ်တင်ခဲ့တာဘုရောသားလောကအလင်းဒါဝရတဲ့အလုံးဆုံးရှုံးခြင်းတို့မရရှိဖို့ခိုးလုံးမတိုင်အလေးရှင်ခရစ်တော်ထံပါငြိမ်သက်ဝမ်းမြောက်ခြင်းများနဲ့အေးမြမှုတို့ပိုင်ဆိုင်ရမှာဘုရောသားလောကအလင်းဒါဝရတဲ့အသက်အလင်းရှင်ထံသို့တို့ဝေခိုးလုံးစို့ယေရှုကလည်းငါသည်လမ်းခရီးဖြစ်တမန်တရားလည်းဖြစ်အသက်လည်းဖြစ်ငါကိုအမိမပြုလင်အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရစာလောင်မသိချင်းတွင်စင်ရဲစွာပင်ပန်းခြင်းတဲ့ကြိုးစားရင်လည်းလမ်းပြောက်သူမနေညီကိုချင်းကြီးရက်ဆက်လူကျူဖို့အတွက်စိမ့်နေနှလုံးသားမှာမွေးဖွားလို့အာတာလန်နဲ့ရှောက်သူများစွာဒီကမ္ဘာလောကကြီးရဲ့ဝမ်းနေစရာငိုကြွေးခြင်းတဲ့အဆုံးသတ်မရတဲ့ဘဝတတ္တာနဲ့ဘူးလောင်ဒုက္ခနေရဲ့ဖြတ်တန်းယုံထွက်မရခဲ့လူဘဝကိုရှုံးပေးဖို့ဆုံးသက်သွားတော်မဲ့သူများစွာဘာလောကသားများအားအပြင်မှာရွေးနှုတ်ကယ်တင်ခဲ့တာဘုရောသားလောကအလင်းထာဝရတဲ့အလုံးဆုံးချုံခြင်းတို့မရောက်ရှိဖို့ဘိုးလုံးမတိုင်အလေးရှင်ခရစ်တော်ထံပါငြိမ်သက်ဝမ်းမြောက်ခြင်းများနဲ့အေးမြမှုတို့ပိုင်ဆိုင်ရမှာဘုရော
အလင်းရှင်ထံသို့တိုးဝင်ခိုးလုံးစိုးအသက်ဤအလင်းရှင်ထံသို့တိုးဝင်ခိုးလုံးစိုးအသက်ဤအလင်းရှင်ထံသို့တိုးဝင်ခိုးလုံးစိုးတချင်းလေးနားထောင်ပြီးခွာရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ Waterfall မှာထုတ်ဝေသောစောင်းငယ်လေးများကိုအခမဲ့မာယူဖတ်ရှုနိုင်ပါတယ်။မာယူလိုပါက3985 298511တို့ဆက်သွယ်မှာယူနိုင်ပါတယ်။ရောက်စီတိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။နောက်တစ်ပတ်မှာလည်းပြန်လည်ဆုံတွေ့ကြအောင်နော်။